တင်ရောင်လို့တော့သွားမထိတင်တယ်အစိတ်ပြင်းတက်ရှိများအကြောင်းကိုစာ channel လေးကနေတင်ဆက်ပေးလိုက်ပါတယ်ဒါကတော့လိုနိုမီယာကတာပေးလာလို့ခေါ်တဲ့ခူရားကောင်မှာ4ကနေ8 cm လောက်ထိကြီးထွားနိုင်ပြီးတော့တောင်အမေရိကတိုက်မှာတွေ့ရတက်ကဘရာဇီးနိုင်ငံမှာအများဆုံးရှိပါတယ်သူတို့ဟာကမ္ဘာအစိတ်ပြင်းဆုံးခူရားကောင်တွေဖြစ်ပြီးတော့ Giant Set Mouse လို့ခေါ်တဲ့အစိတ်မရှိတဲ့ပိုးဖလန်ကနေပေါက်ဖွာလာတာပါသူတို့ရဲ့အစူးချောင်းတစ်ချောင်းချင်းစီတိုင်းမှာသွေးမခဲစေတဲ့အစိတ်တွေတည်ရှိနေပါတယ်ထိမိလိုက်တာနဲ့သူတို့ရဲ့အစူးတွေအရေးပြားတဲ့စိုက်ဦးကြံနေပါပါသူတို့ရဲ့အစိတ်ကဆက်ဆက်ထိချင်းနာကျင်မှုမရှိတာကြောင့်အချိန်လွန်မှတည်ရတတ်ပါတယ်ပထမတနင်္လာရီအတွင်းမှာတော့တာမန်ရားရံမှုလောက်တာဖြစ်စေပြီးတော့2နာရီကနေ8နာရီအတွင်းမှာကြွက်သားတွေရောင်ရမ်းခြင်းညိုမဲဆွဲလာခြင်းမိစားနဲ့ထိုးသလိုပူလောင်ခြင်းတို့ကိုဖြစ်စေမှာပါ8နာရီကနေ24နာရီအတွင်းမှာတော့နှာခေါင်းသဖုံးများမှာတွေးထွက်ခြင်းခေါင်းကိုက်ခြင်းနဲ့ညိုမဲကွက်များကြီးလာခြင်းစီးတဲ့တွေးပါခြင်းများဖြစ်လာနိုင်ပါတယ်အကယ်၍စေကူတောက်မှုမခံယူရရင်တော့24နာရီမှ82နာရီအတွင်းတွေးမခဲနိုင်တော့တာကြောင့်ခန္ဓာကိုယ်အတွင်းပိုင်းမှာတွေးများယူစိတ်လာခြင်းတတိလစ်ခြင်းနဲ့နောက်ဆုံးကိုယ်တွင်းကလေးစားများပျက်စီးခြင်းတို့ကြောင့်အသက်ဆုံးရှုံးနိုင်ပါတယ်ဒီခူရားကောင်တစ်ကောင်ချင်းစီတိုင်းဟာအစိတ်ပြင်းတဲ့အပြင်သူတို့ဟာအုပ်စုအဖွဲ့နေထိုင်တတ်တာကြောင့်ပိုပြီးတော့အန္တရာယ်များပါတယ်အစိတ်ဖြည်စည်းဟာလည်းဘရာဇီးနိုင်ငံမှာပဲရှိတာကြောင့်မတော်တဆထိမိခဲ့ရင်နော်ဆေးရုံတွားပြတာသာအကောင်းဆုံးဖြစ်ပါတယ်ဒါကတော့ Death Cap Mushroom မှုပါမှုအစိတ်ကြောင့်လူသေဆုံးခြင်းများရဲ့90%ဟာဒီမှုကြောင့်ပါပဲအစိမ်းရောင်အဝါရောင်နဲ့အညိုရောင်လိုအယောင်ဆင်းများရှိပြီးတော့ဒီမိုတွေကိုဥရောပတိုက်အာရှတိုက်မြောက်အမေရိကတိုက်နဲ့ဩစတြေးလျတို့မှာတွေ့နိုင်ပြီးတော့သူတို့ရဲ့အရွယ်အစားက5 cm ကနေ15 cm ထိရှိနိုင်ပါတယ်။ Alpha amanitin ဆိုတဲ့အစိတ်ကိုပိုင်ဆိုင်ပြီးတော့ဒီအစိတ်ကမီးပူတန်အေးတန်နဲ့6လမ်းတန်ကိုခံနိုင်တာကြောင့်တင်ဘလို့ချက်အစိတ်ပြောင်းမှာမဟုတ်ပါဘူး။မတော်တဆကံမိရင်တော့အစိတ်တွေကပ်ပါလာနိုင်တာကြောင့်လက်စီကိုလိုအပ်ပါတယ်။စားသုံးမိခဲ့ရင်တော့6နာရီကနေ12နာရီအတွင်းမှာအော်အန်ခြင်းဝန်းလျှော့ခြင်းနဲ့ဘိုင်းအောက်ဘိုင်းနိုင်ခြင်းများကိုဖြစ်စေမှာပါ24နာရီလောက်ကြာပြီးရင်တော့ထူးဆန်းစွာနဲ့ပဲယောဂဟာတက်တာလာမှာပါဒါဟာအစိတ်ရဲ့လှည့်စားမှုသာဖြစ်ပြီးတော့2ရက်ကနေ6ရက်အတွင်းမှာအသေးတွေစပျက်စီးတာကြောက်ကန့်တဲ့တခြားအင်္ဂါများပါအဆင့်ဆင့်လိုက်ပျက်စီးမှာပါပြီးတာနဲ့အသားနဲ့မျက်လုံးများဝါလာခြင်းတတိလစ်ခြင်းနဲ့တည်ဆုံးခြင်းများဖြစ်လာနိုင်ပါတယ်ဒီအစိတ်ပြင်းတဲ့မှုကိုစားလို့ရတဲ့ကောက်ရိုးမှုမက်ဒိုမှုများနဲ့ခွဲခြားနိုင်တဲ့အချက်ကတော့သူတို့ရဲ့အဖွင့်အောက်မှာဂွင်းပါရှိနေခြင်းအရင်၌ဥအခွန်ပါရှိနေခြင်းပွင့်ရဲ့အောက်ကအဖြူရောင်ဂေးလ်များရှိနေခြင်းတို့ပဲဖြစ်ပါတယ်ဒီမှုကြောင့်အသေးပါအစားထိုးလိုက်ရတဲ့ဖြစ်ရတွေရှိခဲ့မှုပါတယ်အစိတ်ဖြည်သေးလည်းမရှိတာကြောင့်အစိတ်သိငယ်လို့ရှိရင်ဆေးရုံသွားပြတာအကောင်းဆုံးဖြစ်ပါတယ်ဒါကတော့ box jellyfish လို့ခေါ်တဲ့ပင်လယ်ကူပါကမ္ဘာအစိတ်ပြင်းဆုံးတတ္တဝါတစ်မျိုးဖြစ်ပြီးတော့သူတို့ကို Indo-Pacific သမုဒ္ဒရာမြောက်ဩစတြေးလျတိုင်းနဲ့ရှစ်တောင်အာရှမှာတွေ့ရတတ်ပါတယ်မျိုးစိတ်ပေါင်း90ကနေ60ခန့်ထိရှိပြီးတော့ဒါတွေကတော့လူတွေကိုအသက်သေဆုံးနိုင်တဲ့အထိအစိတ်ပြင်းတဲ့မျိုးစိတ်တွေပါမျိုးစိတ်အလိုက်သူတို့ရဲ့ကိုယ်လုံးက1ကနေ30 cm ထိကြီးထွားနိုင်ပြီးတော့လက်တံများကလည်း5 cm ကနေ10ပေလောက်ထိရှိနိုင်ပါတယ်သူတို့ရဲ့လက်တံတွေမှာ Nematocysts လို့ခေါ်တဲ့သီးငယ်တဲ့အစူးတံများရှိပါတယ်ရန်သူဒါမှမဟုတ်သားကောင်ကိုတစ်စက္ကန့်ရဲ့အပုံတသန်းထပ်ပုံမြန်တဲ့အရှိန်နဲ့ကိုစူးစေတာပါဒီအစူးနဲ့ထိုးမရင်တော့တင့်ကိုမီးစားနဲ့ထိုးလိုက်တယ်လို့လျှက်စစ်နဲ့ရှော့တိုက်တယ်လို့ကြာပွန်းနဲ့ရိုက်လိုက်တယ်လို့မျိုးနာကျင်စေမှာပါသူ့ရဲ့အစူးမှာ porins ဆိုတဲ့အစိတ်ဟာလည်းနှလုံးရဲ့ cells တွေကိုထိုးနှက်တိုက်ခိုက်နိုင်တာကြောင့်မိနစ်ပိုင်းတွင်မှာနှလုံးရက်နိုင်ပါတယ်သူ့ရဲ့အစိတ်ဟာအာယုံကြောစနစ်ကိုလည်းတိုက်ခိုက်ပျက်စီးစေနိုင်ကပြင်းထန်စွာနာကျင်စေခြင်းကြွက်တက်ခြင်းများနဲ့တတိလစ်ခြင်းအသက်ရှူရခြင်းများကိုတောင်ဖြစ်စေနိုင်ပါတယ်အကယ်၍အစိတ်မိခဲ့ပါကဒဏ်ရာကိုရှာလကာရည်ဖြစ်စေခြင်းကအစိတ်ထက်ထုတ်ခြင်းကိုဟန့်တားနိုင်တာကြောင့်နာကျင်မှုကိုခိတ္တတတစေမှာပါ Chironex flageri ဆိုတဲ့မျိုးစိတ်အတွက်ပဲဖြည့်ဆည်းရှိတာကြောင့်အစိတ်သိငယ်ပါကအမြန်ဆုံးစီယုံသွားပြခြင်းသာအသက်ကယ်နိုင်မှာပါနောက်ထပ်လာမယ့်အပိုင်း3အတွက်လည်းကိုစာ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ပေးပါအောင်နော်ကျေးဇူးတင်ပါတယ်